အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးမှာကတော့ကျွန်တော်ဒီ SRNA ရဲ့အခုနောက်ရောက်ရှိထားတဲ့ဒီ power station တွေဖြစ်တဲ့ဒီ EOD02S နဲ့ EOD01S မှာ setting ဘယ်လိုချိန်ရမလဲဆိုတဲ့ဟာရယ်နောက်တစ်ခုကကျတော့ဒီသူ့မှာပါတဲ့ Wi-Fi logger ကိုဒီ power station နဲ့ချိတ်ဆက်ပြီးတော့ဘယ်လိုချိတ်ဆက်အသုံးပြုလို့ရမလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ setting ချိန်ဖို့အတွက်ဆိုရင်အခုဆိုရင်ပထမဆုံးကျွန်တော်ဒီ inverter လေးကို on ထားတယ်ပေါ့နော်ဟို inverter display မှာစစဖွင့်ဖွင့်ရင်တွေ့ရမယ့်ပုံစံပဲပေါ့နော်အခုကတော့ကျွန်တော်ဒီ power station ကိုအခု on ထားပြီဖြစ်တယ်ပေါ့နော်သူရဲ့အခု main screen မှာတွေ့ရမှာဒီပုံစံလေးကိုတွေ့ရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီ setting ချိန်ဖို့အတွက်ဆိုရင်တော့ဒီ set clock လေးကိုနှိပ်ရမှာဖြစ်ပါတယ်သူ့မှာပါတဲ့ clock လေးကတော့ set ပါတယ် up ပါတယ် down ပါတယ်ပြီးရင် END ဆိုတဲ့ clock လေး၄ခုပေါမှာဖြစ်ပါတယ်ကျွန်တော်ဒီ set clock ကတော့ဒီ setting ချိန်ဖို့အတွက်ပေါ့နော် setting ချိန်ဖို့ပေါ့ဒါဆိုအခုဒါ setting ကိုနှိပ်လဲသူကနှိပ်လို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီသူ့မှာလုံးမှုပါတယ်ပေါ့နော်ဒီ set key နဲ့ဒီ enter key လေးကိုတော့5စက္ကန့်လောက်ဖိထားလို့ရှိရင်ကြတော့သူက setting ချိန်လို့ရမယ်ပေါ့နော်အခုတော့ဖိထားလိုက်ပါမယ်ဒီအလဲမှာခွားပုံလေးပေါ်ပြီဆိုတော့မှဒါကျွန်တော်တို့ကဒီ setting ချိန်လို့ရမယ်ပေါ့နော်ဒါဆို setting နဲ့ဝင်သွားပြီပေါ့နော်ဒီ power station မှာဆိုရင် setting တော်များများတော့ကျွန်တော်ဒီ default အတိုင်းသုံးလို့ရတယ်ပေါ့နော်ဘာလို့ဆိုတော့သူ့ရဲ့ battery နဲ့သူ့ရဲ့အတွဲလိုက်ဖြစ်တဲ့အတွက်ဟိုတော့တခြားဟာတွေရော trade ချိန်ပေးကြမလို့ပါဘူးကျွန်တော်နေချိန်ပေးဖို့လိုတာကတော့ဒီ setting နံပါတ်28ပေါ့နော် AC နဲ့ Ultimate Ampere ပေါ့အဲ့ဒါတော့သူ့ရဲ့ default ပါလာတော့သူက maximum နဲ့60 Ampere ရတယ်ပေါ့နော်အဲ့ဒါကိုလူကြီးမင်းတို့အနေနဲ့ဟိုတင်တော်တဲ့ Ampere တခုချိန်ပေးပြီးတော့အသုံးပြုလို့ရမယ်ပေါ့နော်ဒါတော့ AC နဲ့ Ultimate Ampere 28မှာပဲရှိပါတယ်အဲ့ setting နံပါတ်28က Ampere လေးကိုကျွန်တော်ချိန်ပေးမှာဖြစ်ပါတယ်နောက်ပုံမှန်ဆိုရင်တော့အခုဒီကောင်လေးကကျွန်တော်တို့ဒီ24 volt ဖြစ်တဲ့အတွက် 25.6 ကိုကျွန်တော်အခု60 Ampere ဆိုရင်watt 1500လောက်နဲ့တွင်းနေမယ်ပေါ့နော်အဲ့ဒါဆိုရင်ခြံရံ Ampere အရင်များလာပါဖြစ်မှာဆိုတဲ့အတွက်ကျွန်တော်တို့ကဒီကောင်လေးကို40 Ampere လောက်ထားရင်တော့ဒါပုံမှန်လောက်ဖြစ်သွားပါဘောနော်အဲ့တော့ဒါ40 Ampere လောက်ထားပေးလိုက်မယ်နောက်တစ်ခုကကျွန်တော်တို့ setting နံပါတ်58နဲ့59ပါပေါ့နော်58ကတော့သူကအလန်း for ပေါ့နော်battery percent 15%ရောက်ရင်သူကအလန်းမြည်မယ်ဆိုတဲ့ဟာပေါ့ကျွန်တော်တို့က battery ကိုတော့ DOD 20% ချမ်းပြီးသုံးခိုင်းနေပေါ့နော်အဲ့ဒီအတွက်ဒီနေရာမှာကျွန်တော်တို့ကအလန်းပေးမဲ့ရာခိုင်နှုန်းကို25%ထားပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီနောက်တစ်ခုကတော့နံပါတ်59မှာပေါ့နော်သူကတော့ cut out လုပ်မဲ့ SOC ပေါ့အခုသူ့ရဲ့ default ကတော့ 5% မှာသူက battery ကို cut out လုပ်မယ်ပေါ့နော်ကျွန်တော်တို့က 20% DOD ချမ်းပြီးသုံးခိုင်းမှာဖြစ်တဲ့အတွက်သူကိုကျွန်တော်တို့20%ထားပေးလိုက်မှာဖြစ်ပါတယ်သူ့မှာ setting လေးကတော့ trade 2အနေနဲ့ဒီဟာလေးပဲချိန်ပြရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ setting ကိုထပ်မနှိမ့်ပြီးဖို့အတွက်ဒီကောင်လေးကိုကျွန်တော်5စက္ကန့်လောက်ထပ်ပြီးလိုက်ပေးရပါမယ်5စက္ကန့်လောက်ထပ်ပြီးပေးလိုက်ပါမယ်အဲဒါဆိုရင်ဒီအလဲကခေါင်းပုံစံလေးပြောက်သွားရင်တော့ဒါချပြီးသွားပြီဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ဒီ setting ကိုထပ်ပြီးနှိပ်လို့ရမှာမဟုတ်ပါဘူးကျွန်တော်နောက်တစ်ခုကတော့ကျွန်တော်ဒီ power station လေးမှာ Wi-Fi ချိတ်ဆက်ပြီးတော့အသုံးပြုမယ်ဆိုရင်ဘယ်လိုချိတ်ဆက်ရမလဲဆိုတဲ့ဟာလေးကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီ power station လေးမှာဆိုရင်ဒီ logger ဘူးလေးပါတယ်ပေါ့နော်အဲဘူးလေးမှာဆိုရင်တော့ဒီinverter နဲ့ဒီ power station နဲ့ချိတ်ဆက်ဖို့အတွက်ကြိုးပါမယ်ပြီးနောက်တစ်ခုကဒီ logger လေးပါမှာဖြစ်ပါတယ်ချိတ်ဆက်ဖို့အတွက်ဆိုရင်တော့ဒီအရက် line လေးနဲ့ဒီ logger line လေးကိုကျွန်တော်ညီအောင်ထည့်ပေးရပါမယ်ပြီးရင်ဖိသွင်းလိုက်ပါနော်ဖိသွင်းပြီးလို့ရှိရင်ဒီဟာလေးကိုအပေါ်ဆွဲတင်ပြီးတော့ကျွန်တော်တို့ဒီလိုလေးရှစ်ပေးလိုက်ပါမယ်ဒီပေးပြီးတော့ကျွန်တော်တို့ဒီဘက်က RJ45 ခေါင်းပါနော်ဒီ network ခေါင်းလေးကိုကျွန်တော်ဒီ power station ရဲ့ဘက်က Wi-Fi ဆိုတဲ့ပေါ့မှာထိုးပေးရပါမယ်လောကမှာလိုလေး power လေးတက်လာပြီဆိုရင်ကျွန်တော်တို့ application နဲ့စတင်ချိတ်ဆက်လို့ရပါပြီapplication အနေနဲ့ကတော့ကျွန်တော်ဒီ SolarMan Smart ဆိုတဲ့ application လေးကိုကျွန်တော်ဒီ down ပေးရမှာဖြစ်ပါတယ်software လေးကတော့ကျွန်တော်ဒီ Play Store သို့မဟုတ် App Store မှာအလွယ်တကူရှာပြီးတော့ down လို့ရတယ်ပေါ့နော်SolarMan Smart ဆိုတဲ့ application လေးကိုဝင်ပြီးပါမယ်ပြီးရင်တော့ကျွန်တော်တို့ကအခု new account ဖွင့်မှာဖြစ်တဲ့အတွက် new user register ဆိုတဲ့ဟာလေးကိုနှိပ်ပေးပါမယ်ပြီးရင်တော့သူ email တောင်းမယ်ပေါ့နော်ကျွန်တော်တို့ကတော့ account ဖွင့်ပေးရမှာဖြစ်တဲ့အတွက်လူကြီးမင်းတို့ရဲ့ Gmail သို့မဟုတ် email နဲ့ account ဖွင့်ပေးရမှာဖြစ်ပါတယ်ကျွန်တော် Gmail လေးရိုက်ထည့်ပါမယ်ပြီးတော့ next ဆိုတဲ့ဟာကိုနှိပ်ပေးပါမယ်နော်ပြီးတော့ကျွန်တော်ဒီ Gmail ကိုကျွန်တော်ဒီ verification code လေးပို့မယ်ပေါ့နော်အဲ့ code လေးကျွန်တော်ဒီမှာထည့်ပေးရပါမယ်ကုတ်ထားပြီးတော့ကျွန်တော်တို့ဒီ password ထားပေးရမှာပေါ့နော်password မှာတော့ကျွန်တော်တို့ဒီ regular password လေးပဲထားပေးစီခြင်းပါဘူးဘာလို့လဲဆိုတော့အကယ်၍လူကြီးမင်းတို့အနေနဲ့ error တစ်ခုဖြစ်လို့ကျွန်တော်ဒီ service ကနေပြီးလှမ်းတောင်းလို့ရှိရင်ဟိုပို့ပေးရမှာဖြစ်တဲ့အတွက် password ကို regular password လေးတစ်ခုလောက်ထားပေးစီခြင်းတယ်ပေါ့နော်
password ထားပြီးဆိုရင်အခုမြင်နေရတဲ့အတိုင်းပေါ်လာမယ်ပေါ့နော်အဲ့ဒါတော့အခုတော့ဒီ plan တိစောက်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အခုတိစောက်မဲ့လူချင်းမင်းတို့ရဲ့ plan name ပေါ့နော်သို့မဟုတ်လဲကျွန်တော်တို့လူချင်းမင်းတို့ရဲ့နာမည်ကိုပေးလိုက်ရပါတယ်အဲ့တော့အခုဒီနာမည်လေးတစ်ခုပေးလိုက်မယ်ပေါ့နော်ပြီးတော့ဒီမှာ location တွေပါထည့်ပေးမယ်ပေါ့နော်ပြီးရင်တော့ add ဆိုတဲ့ဟာကိုနေပေးမယ်ဒီမှာတော့သူမေးတယ်ပေါ့နော်ဒီစင်တဲ့ဟာကEPC ရလားသို့မဟုတ် grade ရလားပေါ့နော်AC ရလားသို့မဟုတ် AC မရဘဲနဲ့ off grade သုံးပါလားပေါ့နော်အဲ့လိုလေးမေးမယ်ပေါ့အဲ့ဒါကတော့လူချင်းမင်းတို့အသုံးပြုတဲ့ပုံစံပေါ်မူတည်ပြီးတော့ကျွန်တော်ရေးပြမှာဖြစ်ပါတယ်ကျွန်တော်တို့အခု AC ပါတာဖြစ်တဲ့အတွက် AC လေးကိုရေးပေးမယ်ပေါ့နော်ပြီးနောက်တစ်ခုကတော့ဒါ solar ထည့်မထည့်ပေါ့နော် solar ကိုဘယ်လိုလုပ်မှာလဲပေါ့နော်solar မပါဘဲနဲ့အသုံးပြုမှာလားသို့မဟုတ်ဒါကတော့ solar ကိုပြန်ပြီးတော့ရောင်းမယ်သို့မဟုတ်ကိုယ်တိုင်လည်းသုံးမယ်ပေါ့နော်အဲ့ဒါရေနောက်တစ်ခုကကြတော့ဒါကတော့ဒီ solar ရတဲ့စွမ်းအင်ကိုဒီ grid ကိုပြန်ပြီးတော့ရောင်းမှာလားပေါ့နော်နောက်တစ်ခုကတော့ဒါ solar ရတဲ့ဟာကိုကိုယ်တိုင်အတွက်ပဲသုံးမှာလားပေါ့နော်ကျွန်တော်တို့အခုsolar လည်းတက်မယ်solar လည်းကိုယ့်ပဲသုံးမှာဖြစ်တဲ့အတွက်ဒီ only for self consumption ဆိုတဲ့ဟာလေးကိုကျွန်တော်ရေးပေးလိုက်ပါမယ်ဒီဟာလေးကတော့ကျွန်တော်ဒီ3 kW ကတော့ PV power အနေနဲ့ 1.5 kW ရတာဖြစ်တဲ့အတွက်ကျွန်တော်ဒီညမှာ 1.5 ထည့်ပေးလိုက်မယ်ပေါ့နော်ဒါကတော့လူကြီးမင်းတို့တက်တဲ့ solar ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဘက်ကိုထည့်ပေးလို့ရပါတယ်ဖြစ်ပါတယ်ပြီးရင်တော့ next ကိုနှိပ်ပေးလိုက်မယ်ပြီးရင် battery ပါမပါမေးတယ်ပေါ့နော်ဒါက battery ပါလားဒါကတော့ battery မပါဘူးလားပေါ့battery ပါတာဖြစ်တဲ့အတွက်ကျွန်တော်ဒီဒါလေးကို yes နှိပ်ပေးလိုက်မယ်ပေါ့နော်ဒါဆိုတော့သူဒါ plan တိဆောက်ပွဲပေါ့နော်ဒီနေရာမှာသူကဒီ logger နဲ့ချိတ်ဆက်ဖို့အတွက်သူကတောင်းတယ်ပေါ့နော်အချိန်ညာရင်ကျွန်တော်တို့ဒီ start ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော် permission တွေဖွင့်ထားပြီးတော့ဒီ QR တောင်းတဲ့အချိန်မှာဒီ Wi-Fi logger က QR code လေးကိုကျွန်တော်ဖတ်ပြအောင် scan လုပ်ပေးရမှာဖြစ်ပါတယ်လူကြီးမင်းတို့အိမ်ရဲ့ Wi-Fi network နဲ့အခုချိတ်ဆက်ပေးရမှာဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အခုဒီ Wi-Fi ချိတ်လိုက်မယ်ဒီနောက်တစ်ခုကတော့တော့ဒီ Bluetooth on ပေးရမယ်ပေါ့နော်ပြီးရင်ညမိုင်းတော့ဒီ password ထည့်မယ်ပေါ့နော်ကျွန်တော်ဒီလူကြီးမင်းတို့အိမ်ရဲ့ချိတ်ထားတဲ့ Wi-Fi password ကိုထည့်ပေးရပါမယ်လူချိတ်ဆက်နေတဲ့အချိန်မှာကျွန်တော်တို့ဒီမီလုံးလေးတွေကိုအပြင်ဘက်မှာထားပေးရမယ်ပေါ့နော်ဒီလို꿰ထားလို့မရပါဘူးမီလုံးလေးတွေအဲ့ဒါချိတ်ဆက်နေပြီပေါ့နော်ညဒီ Wi-Fi လောက်ကမှာတော့မီလုံးလေး၃လုံးပါတယ်ပေါ့နော်နတ်မီရယ်ကွန်မီရယ် ready ရယ်ဆိုတဲ့မီလုံးလေး၃လုံးပါတယ်ပေါ့နော်ပုံမှန်မျိုးဆိုရင်ဒီ ready မီလေးကအမြဲတမ်းမိတ်တုံဖြစ်နေရမယ်နောက်တစ်ခုကကြတော့ဒါတော့အခု connection မရသေးတဲ့အတွက်သူမပေါ်သေးဘူးပေါ့နော်ချိတ်ဆက်ကြည့်ပါမယ်ဒါဆိုအခုဆိုရင်သူက connection ဖြစ်သွားပြီပေါ့နော်confirm နေပေးလိုက်မယ် connection ဖြစ်သွားတဲ့အချိန်ကျရင်ကျွန်တော်တို့ဒီမှာနတ်မီလေးလင်းလာပြီပေါ့နော်ဒါတော့ဒီ in Wi-Fi network နဲ့ဒီ logger နဲ့ချိတ်ဆက်သွားပြီဆိုတဲ့ဟာကိုသူပြချင်တာပေါ့နော်နတ်မီလင်းလာမယ်ပြီးကွန်မီလည်းလင်းလာမယ်ပေါ့နော်ဒါဆို plan မှာဆိုရင်တို့လိုလေးပေါ်လာမှာဖြစ်ပါတယ်ညချိတ်ချိတ်ပြီးချင်းဆိုသူကတန်းတော့မချိတ်သေးဘူးပေါ့နော်ကျွန်တော်တို့15မိနစ်20လောက်စောင့်ပေးရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့တော့ဒီ device နေရာမှာlogger ဆိုတဲ့ဟာလေးပေါ်မယ်ပေါ့နော်အခုကတော့ဒီ logger နေရာမှာ offline ပုံစံလေးဖြစ်တယ်ပေါ့နော် line လေးနည်းနည်းမကောင်းနေတော့ပေါ့ဒီနေရာမှာ logger နေရာမှာ online ဖြစ်ပြီးတော့နောက်တစ်ခုကကျတော့ဒီအောက်မှာပဲပေါ့နော် inverter ဆိုပြီးပေါ်လာမယ်ဆိုရင်တော့ဒါဒီအရှိရပေါ့နော် home မှာတော့ဒီ real time data ကိုကြည့်လို့ရမှာဖြစ်ပါတယ်နော်ဒီနမီလေးကပုံမှန်ဆိုရင်ကြတော့နော်ဒီမီလုံးလေး၃လုံးမှာနမီရဲ့ကွန်မီရဲ့အများနဲ့လင်းနေရမယ်ပေါ့နော်ဒီ ready မီလေးကတော့မိတ်ဖြစ်နေရမယ်ပေါ့ဒီနမီကကြတော့ဒီ in Wi-Fi network နဲ့ connection ဖြစ်မဖြစ်လို့ဆိုတာပြောချင်တာပေါ့နော်အကယ်ဒီနမီပျောက်သွားရင်ဒါ in Wi-Fi network နဲ့ဒီ Wi-Fi logger နဲ့ connection ပြတ်သွားပြီလို့ကျွန်တော်တို့ဒီမှတ်ရလို့ရပါတယ်ဒီ communication မီလေးကတော့ဒီ Wi-Fi network ရဲ့ connection ပေါ့နော် connection ကောင်းမကောင်းပေါ့အကယ်ကွန်မီလေးကလည်းသူကအများနဲ့လင်းနေရမယ်ပေါ့နော်ကွန်မီလေးကမိတ်ဖြစ်နေတာတော့မဟုတ်ဒီမျိုးပျောက်နေရဆိုရင်ဒါ line မကောင်းဘူးပေါ့နော်အဲ့အတွက်ဒီ software မှာပြမဲ့ data တွေကလည်းအနေငယ်လွှဲချော်နိုင်ပါတယ်ကျွန်တော်ခဏစောင့်ပြီးလို့ရှိရင်အခုဒီနေရာမှာပေါ့နော်inverter ဆိုပြီးပေါ်လာမယ်ပေါ့နော်ဒီ device နေရာမှာ logger ရဲ့ inverter ရဲ့ပေါ်လာမယ်ပြီးရင်ဒီနားလေးမှာမီးစိမ်းလေးဖြစ်နေမယ်ပေါ့နော်ဒါဆို online ဖြစ်သွားပါပြီအဲဒါဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာပေါ့နော် home ကနေပြီးတော့ကျွန်တော်ဒီ real data တွေကိုကျွန်တော်ကြည့်ရှုလို့ရမှာဖြစ်ပါတယ်အခုဆိုတော့ဒါတော့လုံးသုံးမထားဘူးပေါ့နော်ဒီ power station မှာဆိုရင် battery က27% လောက်ကျန်သေးတယ်အတုံးကတော့အခုသူ့ရဲ့ consumption ပဲရှိရပေါ့နော်တခြားတော့ဘာမှမသုံးတာပါဘူး14 watt ရှိတယ်ပေါ့နော်ပြီးရင်အကယ်၍အခု EPC သို့မဟုတ် solar တက်မယ်ဆိုရင်သူ့ရဲ့ solar ရဲ့အတုံး consumption တွေကိုကြည့်လို့ရမှာဖြစ်ပါတယ်